တရားဝင်ထုတ်ပြန်လိုက်တဲ့ marriage equality law ဒါဟာ LGBTQ+ စုံတွဲတွေအတွက်တော့ပွင့်လင်းမြင်သာတဲ့လူဖွဲ့စည်းရဲ့အစပါပဲဗျာနှစ်ပေါင်း20ကြာပြီးတဲ့နောက်မှာတော့ဗတ်တယောက်မကတလင်းရိတ်တာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်သူအတွက်တည်ရေးကြီးတဲ့ဒုတိယရဲ့ ordination ပွဲကိုတက်ရောက်ဖို့ပေါ့ဗျာဒီနေရာကိုပြန်ရောက်တော့သူပထမဆုံးခြေစားကလေးနေ့ကိုဖတ်ပြန်မြန်လာမိပါတယ်ဗျာမိုးတမုန်တိုင်းတွေပြင်းထန်ပြီးတော့ဘွေးတွေပြက်နေတဲ့ထိုနေ့ညမှာပဲဘလို့ခေါ်လိုက်ကောင်းလေးတယောက်ကဒီရိတ်တာကိုရောက်ရှိလာခဲ့ပါတယ်ဗျာဖာသာကသူ့ကိုရိတ်တာရဲ့စီနီယာကျောင်းသားကောင်းဆောင်ထော်လာနဲ့မစ္စတာဘေဘီရောဆောက်ရှောက်ပေးဖို့အနံခဲ့ပေါ်တယ်ဗျာဒီနေရာကကလေးတွေကတာမန်ကလေးတွေနဲ့မတူကြပါဘူးသူတို့ကဖျားတခင်ရလန်းစင်ကိုရှောက်ပွေနေကြတာပါဒါပေမဲ့စီကန်တစ်ဆက်ပြီးအစ္စလာတဲ့ဒီကြောင့်အဆောင်တွေမှာတော့လက်စခံယူမှုမတူတဲ့တူတွေပေါ်ဘူလီလောက်ပြီးတော့ဖိနှိပ်ချုပ်ချယ်မှုတွေရှိနေခဲ့ပေါ်တယ်အတန်းပေါ်တွေရလောက်ပြောင်းနိုင်ခြင်းမှုတွေကြားထဲမှာတော့ဘတ်တယောက်တီးကျန်စွာနဲ့ရုံးကဲခဲ့ရပါတယ်ဗျာဒါပေမဲ့စီနီယာထော်တော့ကတော့ဘတ်ပေါ်အမြဲခဲလုပ်ပေးပြီးတော့သူ့ရဲ့ formal uniform ကိုပါငှားရပေးပြီးတော့ကိုညီခဲ့ပါတယ်ဗျာကနေကျန်လက်ခီးစင်မှာဖျားခင်ရဲ့အိမ်ကျဲကငါတို့ကိုလမ်းပြဆောင်ဆောက်ပါစေတင်ကြလာပေါ်တဲ့ timetable တွေနဲ့နေရက်တွေကိုဖျက်သိမ်းရင်းဒိုးနှစ်ယောက်ကြာကို relationship ကတိတိကျကျအမြင့်တွေလာခဲ့ကြပါတယ်ဗျာဒါပေမဲ့ဖျားဆောင် ceremony စတဲ့မဲ့မနေ့ခင်းမှာတော့ဗတ်တယောက်ရဲရောင်ပေးမပြဘဲနဲ့ message ဖြစ်နေခဲ့ပေါ်တယ်သူထွက်ပြေးသွားပြီထင်တယ်လို့အားလုံးကထင်စေးပေးနေချိန်မှာပဲဒိုးနှစ်ယောက်ရဲ့ customer ကဘလို့အော်တော်မျိုးနဲ့ဆက်သွားမလဲဆိုတာကိုတော့နောက်လာမယ့်ပိုင်းတွေမှာဆက်လက်ရှုစားကြရအောင်ဆိုလားဗျာဒီပိုင်းမှာတော့ဖျားเจ้าတော်မှာကြီးပြင်းလာခဲ့တဲ့ Trump ရဲ့လိုက်ကြောင်းပဲဖြစ်ပါတယ်ဗျာမိဘတွေဆုံးပွားသွားချိန်မှာသူဟာကိုယ့်အိမ်တော်မှာကိုလိုရင်ဘဝကိုစက်ကိုလုံးနေရတဲ့သူပါငယ်ချင်းခရနဲ့သူ fake ဖြစ်လာဖို့လမ်းကြောင်းပေါ်ရှောက်လန်းနေတဲ့သူလည်းဖြစ်ပါတယ်ဗျာဒါပေမဲ့ကျောင်းကို transport ဖြစ်လာတဲ့ bus ဆိုတဲ့ကောင်လေးတယောက်ရောက်ရှိလာခဲ့ပါတယ်ဘာဟာအင်္ဂါနဲ့ပြည့်နေပြီးတော့ကျောင်းမှာလည်း fraudulent တွေအမြဲရှာလို့ရှိသူပါသူရဲ့ fat ကြောင်းလူတိုင်းကိုရန်လိုနေတဲ့နာကျင်မှုတွေလည်းရှိနေပြန်ပါတယ်ကျောင်း of father ကတော့ထရော့ကို via မှာထာဖြစ်ကိုညီပေးဖို့ test ပေးလိုက်ပါတော့တယ်ဗျာထရော့က via defense ကိုနားလည်ပေးနိုင်ပါမလားသူတို့နှစ်ယောက်ကြာက relationship ကကိုဘယ်လိုလေးဆက်ဖြစ်မှာလဲမူရီယာရင်းနဲ့ပြည့်နေတဲ့ fat ကိုထရော့တယောက်ကိုရလန်ကြောင်းပေါ်ခေါ်ဆောင်နိုင်ပါမလား Secret to happen ဆိုတဲ့ပစီကားရဲ့ meaning တိုင်းပါပဲသူရောဂျော်နီမှာဘလို့ obstacle တွေနဲ့ရင်ဆိုင်ရမလဲမိဘတွေစီပင်ရဖို့ထရော့ရဲ့ offer တွေကဘတ်အတွက်ဘာလို့ချင်းပေးနိုင်ဒီ series ဟာလုံငယ်တွေရဲ့ experience ရဲ့အမောင်တရားနဲ့ focus နဲ့အကြောင်းတွေကိုရိုက်ကူးထားတာပါစုံတမှာတော့သူတို့နှစ်ယောက်ဟာတကယ်ကို manufacture တဲ့ friendship ကိုလည်းတည်ဆောက်နိုင်တယ်ဒီဇာလန်ရဲ့ဆက်လက်ဖြစ်ဖြစ်မဲ့ကြောင်းရာတွေကိုအဆုံးထိကြည့်ရှုပေးဖို့မေးပါနဲ့ဒီ series ထဲမှာလုံငယ်တွေအတွက် lesson စရာအများကြီးပေါ်နေပါတယ်။လည်းပေါ်ကိုဒီစောက်ချင်းရဲ့ blue တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ထရော်တယောက် fake ဖြစ်သွားမလားဘတ်ကိုပဲကိုကြီးရင်ပွားပြောင်းသွားမလားဆိုတာကိုတော့ဆက်လက်ရှုစားပေးပါအောင်ဗျာ။သုံးသုံးသေးရောက်ပြီးတဲ့နောက်မှာတော့ဒီကျောင်းတော်ကြီးမှာပြဿနာတချို့စတင်ခဲ့ပါတယ်ဗျာ။ထရော်နဲ့တူတငယ်ချင်းတို့ collector ပေါ်ပြလာပြစနေချိန်မှာပဲ Master Frog သူတို့ကို grade 7ကကျောင်းသားငယ်လေးတွေရဲ့ညနေပိုင်းဂျူတီကိုကိုကြီးပေးဖို့စီခိုင်းခဲ့တာပါဗျာ။ဒီလိုနဲ့သူတို့ဟာကျောင်းသားတက်လေးတယောက်ဖြစ်တဲ့ဗတ်တဲ့စတဲ့မိတ်ဆက်ဖြစ်ခဲ့ကြပေါ်လေဗျာ။ဆက်တော့မှာတော့ခတိုးလေးရော်လေးက scholarship ရပြီးတရားခွင့်ရလာတဲ့ကွန်ဆိုတဲ့ကျောင်းသားလေးရှိပါတယ်။သူပြောတော့ကောငါတို့လူတွေအတွက်တော့ handicap တစ်ခုရပြီးတော့ကျောင်းတက်ခွင့်ရတာဟာအကောင်းဆုံးချက်ပဲလို့ကွန်ကားထန်ရက်ကိုသူ့ရဲ့အခြေအနေတွေကိုရင်ခွင့်ခဲ့ပါတယ်ဗျာ။ဒါပေမဲ့ဒီအေးချမ်းမှုတွေဟာကြာကြာတော့မခင်ခဲ့ပါဘူး။ခွင်ထဲမှာဖော်ဖော်ကစားပြီးပြန်လာချိန်မှာတော့ကျောင်းသားတယောက်ရဲ့နှစ်ချက်ပျောက်ဆုံးသွားတဲ့ပြဿနာကစတင်ပါတော့တယ်။သူကမင်းငါလော်ကားတွေကနှစ်ချက်ကိုယူသွားတာမလားလို့ဘက်ကိုလာရောက်ဆက်ဆဲပါတော့တယ်ဗျာ။ကွန်ကစ်ကငါဒီမှာနေလာတာကြာလာပြီးဘာမှမပြောက်ဘူး။မရောက်လာမှခုလိုပြောက်တာလို့ဘက်ကိုဆက်ဆဲခဲ့တာကြောင့်ဒီဘက်ကရမ်းမဲ့ဒေါသထွက်သွားခဲ့ပါတယ်။မင်းပြစ်စီပြောတာနဲ့ငါနဲ့ဘာဆိုင်လဲဆိုပြီးတော့ပြန်အော်ပြီးနှစ်ယောက်သားရင်ပွဲကတော်တော်လေးကိုပြင်းထန်သွားခဲ့ပါတယ်ဗျာ။နောက်ဆုံးမှာတော့ဆရာတွေရောက်လာပြီးတော့ expel လုပ်ပြစ်မယ် suspended ချမယ်လို့ချင်းချောက်ပြီးတော့လူစုခွဲလိုက်ပါတော့တယ်ဗျာ။ဒါပေမဲ့ပြဿနာကဒီညနဲ့တင် brain draw ခဲ့ပါဘူး။ဘရိုရက်တက်လည်းမခံရပြီးသူ့ရဲ့ဘက်ပါထပ်မံပြောင်းဆုံးသွားပါတယ်။ဒါကိုဘေးကចောင်းသားတွေကတယောက်ရောက်လာယူသွားတာတူတူမြင်လိုက်တယ်လို့ပြောလိုက်ပါတယ်။ចောင်းတော်ကြီးတွေကဒီခုံးရဲ့နောက်ွယ်မှာဘယ်လိုရှိနေရလဲ။ပစ္စည်းတွေကိုတကယ်ပဲကွန်ကစ်ခိုးခဲ့တာပါ။ဒါမှမဟုတ်တရားခင်စစ်ကဘယ်လိုဖြစ်မလဲဆိုတာကိုတော့လာမယ့်ပိုင်းတွေမှာဆက်လက်ရှုစားပေးပါအောင်ဗျာ။ဗီဒီယိုတူပစ္စည်းတွေပြောက်သွားလို့ကွန်ကိုကိုလောက်ရှောက်ရင်ကျောင်းနောက်ဖေကအပန်တက်ဖူးတစ်ခုစီကိုရောက်သွားခဲ့ပါတယ်ဗျာ။ဒါပေမဲ့ချင်းတွေကပြောင်းလဲတော့ပြီးကျောင်းတကောတွေကုန်ပိတ်သွားတာကြောင့်ဘတ်နဲ့ထန်ရက်တို့တညာလုံးအဲ့ဒီထဲမှာပိတ်မိနေခဲ့ပါတယ်။ညဘက်မှာတော့တူရိုနီယောရဲ့ဒီ composition တစ်ခုဖြစ်လာခဲ့ပါတယ်။ထရောကတူရဲ့ဖေအကြောင်းပြောပြပေမဲ့ဗတ်ကတော့ God never help me ဆိုပြီးတော့တူရဲ့ထိချန်တဲ့တိတ်ကိုရင်ဖွင့်လိုက်ပါတယ်။ဒါကြောင့်လဲဆိုတော့သူဖျားတဲ့ခင်ကိုယုံကြည်မှုတွေရောနေနေလို့ပါ။မနက်လေးနဲ့ခေါ်မတော့မဆော်ကတူနှစ်ယောက်ကိုတွေ့တော့ပြီးနှစ်ယောက်စလုံးကိုပြစ်ပေးလိုက်ပါတယ်။
ဒါပေမဲ့ထရကဘက်ကိုကာကွယ်ပေးခဲ့ပါတယ်ဗျာဒီဖြစ်လေကသူတို့နှစ်ယောက်ကိုပို့ပြီးတော့နားလည်မှုရှိစေပြီး unexpectedly ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်သွားစေခဲ့ပါတယ်ဗျာတောင်တော်တဲ့ဘောကတော့ပုံမှန်ကလေးတွေနဲ့မတူတာကြောင့်သူ့ကိုဆော့ရှော့ပေးကိုထရကိုတာဝန်ပေးလိုက်ပါတော့တယ်ဘောကတော့ကြည့်ပြီးရင်ဖြစ်တဲ့တူပါကျောင်းမှာသူပြဿနာရှာတဲ့အတွက်ဖုန်းတော်ကြီးကသူ့ကိုတတိပေးနေရတာထရကဘောကိုကိုကြီးပြစ်ပေးခင်ရပါတယ်သူတို့နှစ်ယောက်ရဲ့မိတ်ဆွေဖွဲ့မှုကလည်းစပြုတ်လာခဲ့ပါတယ်ထရကဘက်ကိုကျောင်းနေပြောင်းစူးစမ်းပေးပြီးဘက်ကလည်းသူ့ရဲ့ထူကြတဲ့အသေးကျောင်းတွေကိုတဖြည်းဖြည်းဖွင့်ဟလာပါတော့တယ်ဗျာကျောင်းရဲ့ခရစ်စမတ်ဘောတော်အတွက်ဖွင့်လဲလို့ဆိုင်ရတဲ့အခါထရကဘက်ကိုလူမှုဆက်ဆံရေးမှာပို့ပြီးတော့ပွင့်လန်းလာအောင်ကူညီပေးပါတော့တယ်သူတို့နှစ်ယောက်ကျောင်းမှာဘောတော်တရားယုံကြည်မှုနဲ့တငယ်ချင်းချင်းချင်းကျင်နာတတ်တဲ့စိတ်ဓာတ်တွေနဲ့ပတ်သက်ပြီးပြန်လည်ဆွေးနွေးမှုတွေရှိလာပါတော့တယ်ဗျာကျောင်းပြင်ပေါ်ထွက်တော့မကတလင်းဟောက်ရဲ့စေကံကိုဖောက်ပြတ်တာပဲဖြစ်ပါတယ်ဗျာစာတင်ပွဲနေတော်တယောက်ကသာသနာပြုကျောင်းရဲ့ဖေကြီးတစ်ခုကိုမေးလာခဲ့ပါတယ် developer နဲ့ developer ဆိုပြီးလူတောင်းရောက်ရှိပါတယ်တဲ့တယောက်ကအမှန်ပဲပြောတယ်တယောက်ကအမှန်ကောလိန်ကိုပြောတယ်နောက်တယောက်ကတော့အမြဲလိန်တယ်လို့ပြောပါတယ်သူတို့ရဲ့ဆူထွေးလာတဲ့စကားတွေကဘသူကအလိန်ညာလဲဆိုတာကိုရှားမှဖြစ်ပါတယ်တစ်ဖက်မှာတော့ခွန်ရဖွဲ့တဲ့ကို vest ဆိုတဲ့အဖွဲ့ဝင်တယောက်ရောက်ရှိလာခဲ့ပါတယ်သူဟာ buffer ဆိုတဲ့တခြင်းကိုအတန်ကောင်းနဲ့တီးဆိုပြနိုင်ခဲ့လို့ထာရောနဲ့တူတူလေးကျင့်ပေးဖို့တာဝန်ပေးခြင်းခံလိုက်ရပါတော့လေဗျာချင်းတိုက်ပြီးတော့ခန်တိုင်ဒိုနီယာစိတ်ဆစ်စလီယာအကြောင်းကိုစကားဆက်မိသွားကြပါတယ်ဒီမှာဟာတေကာနီမတောင်းရင်ထဲကနေတချင်းဆိုသွားခဲ့တဲ့ Federal Sing of Music ပဲဖြစ်ပါတယ်အဲ့နော်ဘဟာထာရောရဲ့နာမည်တွေကိုစိတ်ဝင်စားမင်းမြန်းခဲ့ပါတယ်ထာရောကိုတူးမီကိုကလျာဖို့ခက်ခဲလို့ဒီเจ้าမှာလာဆူတောင်းခဲ့ရအောင်ပြောပြပါတယ်သူကမွေးလာတော့မဲတော့ပေးတဲ့ချစ်ချင်းမြတ်တာရဲ့တင်ကြတော့ဖြစ်ထာရောလိုနာမည်ပေးခဲ့တာဒါကြောင့်သမီးကိုလွန်တဲ့ခေါ်ရိုင်းရိုဆယ်ရီကိုကင်ပြီးမရိုချစ်ကိုလာရောက်ဆူတောင်းတာသူရဲ့ဆူတုံးကိုတော့တနေ့ဟဖန်ကိုရောက်ရင်မိဘတွေစီပြန်ပို့ပေးပါဆိုတာပါပဲဗျာထာဝရနဲ့ဘရိုကလေးကတော့ဒီလိုထိပပတွေဖြစ်သွားလဲဆိုတော့တငယ်ချင်းတွေကစိတ်ဝင်စားနေမိမြန်းနေကြပေါ်တယ်တစ်ဖက်မှာလည်းထာဝရဟာကွန်ပျူတာပြဿနာတက်နေတဲ့ဒီချက်တယောက်ကိုကူညီဖြေရှင်းပေးခဲ့ပါတယ်သူရဲ့နည်းပညာစကေးတွေကြောင့်ဘာသာရေးလမ်းကြောင်းမဟုတ်ပဲ science ဘက်ကိုသွားဖို့အကြံပြုခြင်းကိုခံလိုက်ရပါတယ်ဝပြစ်ဆူတောင်းပွဲပြီးတဲ့နောက်မှာတော့ထာဝရဟာသူရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့ Cherry နဲ့ Olo နဲ့ပြန်ဆုံတွေ့ခဲ့ပါတယ်။တို့တွေငယ်စင်ကောင်းနေကြတဲ့အိမ်နီယာမှာ 7-Eleven စောင့်နေပြီးဖြစ်ကြောင်းနဲ့ငယ်ပွားမတရားတွေကိုပြောဖြစ်ခဲ့ကြပါတယ်ဗျာ။ Cherry ကဒါရိုတယောက်ရင်ကားထပ်ပို့ပြီးတော့ရင်ကျက်တင်နေသွားတယ်လို့မှတ်ချက်ပြုလိုက်ပါတယ်။ညနေပိုင်း Christmas party အတွက် piano လေ့ကျင့်တဲ့ Taurus ကို vibe ရောက်လာခဲ့ပါတယ်ဗျာ။ Vakalo တူတီတဲ့ရဲ့နဲ့ Taurus ကိုနေ cross တွေတင်ပြခံကြလို့မသိချင်အောင်ဆောင်ပြီးစားနောက်နေတာ။ဒိုနီယာဘောမှာတခုတည်းတော့ cross ကိုရရမယ်ဆိုရင်ဘာဖြစ်မလဲဆိုပြီးစကားတွေပြန်လည်ဆိုကြရင်ဘကတခါတလေသူဟာဒီနေရာနဲ့ SFL out of play ဖြစ်နေတယ်လို့ခံစားရကြောင်းရင်ဖွင့်လာပါအဲ့ဒီတော့ထန်ခေါ်ရဲဆိုတဲ့ချုံမြင်လာပေါ်တဲ့အချစ်လက်ဆောင်လေးကိုနှစ်ယောက်တူတွဲဖက်တီးခဲတီးဆိုခဲ့ကြပါကျန်းစော်လို့စကောရောချက်ချင်းမြတ်တာမရှိရင်အတန်မြည်တဲ့လင်းကွန်းလို့ပဲဒိတ်ပဲမဲ့တယ်ဆိုတော့ကိုသူတို့ကိုတတိယသွားစပါဘကငါတို့က friend မလို့လေဆိုပြီးသူတို့ရဲ့ရင်းနှီးမှုကိုတီးပြပေးခဲ့ပါတယ်ဗျာဇလန်ဆုံးမတော့ထော်ရကဘက်ကိုအတူတူရိုတီတွားစားဖို့အကြောင်းပြင်ကိုခိုးထွက်ဖို့ခေါ်လိုက်ပါတော့တယ်ဗျာကျောက်စီကံဖော်ပြလို့စမထရီတွေမှာဆင်းတွေရဲ့နာမည်တွေကိုလာရေးပြီးတော့ပြပေးခံရတဲ့တကယ်ချင်းနှစ်ယောက်ရဲ့ညာချမ်းချိန်လေးတစ်ခုပဲဖြစ်ပါတယ်ဗျာသူတို့ဟာကြောက်တရားတွေကိုဖောက်ပြဖို့အတွက် friend တွေစားတစ်ခုအကြောင်းပြောနေကြပါတယ်အဲ့ဒါကတော့ the last one the lover and the believer ဆိုတဲ့ပဲကြီးပါပဲဗျာ punishment ပြည်တဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာကြောက်တဲ့တိုင်းကိုကြော်ပြီးတော့ပြင်က road design ကိုခိုးထွက်ဖို့ကြိုးစားပါတော့တယ်တကယ်ချင်းဖြစ်သူကတတိုင်းကြောက်ဖို့ခေါ်ပေးမယ်ကြံခဲ့တဲ့သူကတော့စိတ်စင်နဲ့ကြောင်းထဲမှာပဲစောင့်နေခဲ့ကြခိုးထွက်သွားတဲ့သူကပြန်ရောက်လာပြီးတော့ road တူတူစားရင်းနဲ့သူတို့ကြားမှာ less နဲ့စိတ်အလိုကိုမထိတ်ဆုံးနိုင်ခြင်းအကြောင်းတန်တရားတွေကိုစတင်ဆွေးနွေးကြပါတော့တယ်ကြားထဲမှာစောစောကဘေးကြီးရဲ့အဖြစ်မှန်ဟာ dress one ဖြစ်ကြောင်းသိရှိသွားစေကြပါတယ်ကျော်ဆုံးနေတဲ့သူဟာအမြဲတမ်းမှန်တရားကိုပဲပြောလို့ရှိတယ်လို့ကောက်ချက်ချလိုက်ပါတော့တယ်ဗျာဇလန်းရဲ့ဆုံးမတော့လူသားတွေရဲ့နှလုံးသားဟာ love ကိုအမြဲတမ်းရှာဖွေနေတတ်ပြီးတော့အဲ့ဒီချက်တိုင်းကရောငါတို့ကိုဖျားတခင်စီတကယ်ပဲပုံမနီးဆက်စီမှာလားဆိုတဲ့ညပေးရမှာတငယ်ချင်းကသူ့အိမ်ကိုလည်းဖို့ဖိတ်ခေါ်တဲ့ကမှာတော့ထံကောက်ကွန်ပျူတာတောင်းပြီးနောက်မှပြင်ပြောမယ်လို့ဆိုပါတယ်ဒီကအကြောင်းအရာကတော့လဲဆိုတဲ့ຢာကဟာငါတို့ရဲ့လိုရမတ်တွေကိုအုပ်စုခွင့်ပေးလိုက်တာဖြစ်ပြီးအဲ့ဒါကိုတိုက်ထုတ်ရမယ်လို့ဆိုပါတယ်ကျောင်းရင်း cosplay တရားရမှာတော့ဖုံးတော်ကြီးကမမရစဉ်ကြောင့်ဟောကြားပြီးဖျားတခင်ဟာအမြဲစောင့်ကြို
ဆိုနေတယ်လို့ဆိုပါတယ်ခါတလေလူတွေဟာမသိနားမလည်မှုအားနည်းမှုတွေကြောင့်သာမကအချီလိုထင်မှာပြီးလမ်းမတကြကြောင်းလဲထဲတွင်ဟောကြားတော့ပါသေးရဲ့ဗျာထက်ကားစိတ်ထဲမကောင်းဖြစ်မိတဲ့ခန်းစားချက်တွေဟာမတလားလုံးမရမှာတော့ဖုန်းတော်ကြီးကဘီလင်ရှိရာမပြင်းမသောနဲ့ဖျားတခင်စီကမပြေဖို့နဲ့တိမ်ပါတော့တယ်စပေးစင်းအောင်ငေးမိုက်နေတာကိုတငယ်ချင်းဖြစ်သူဘက်ကရိပ်မိတော့ပေါ်တော့တယ်သူတို့နေရာခင်ကစားကြပြီးတငယ်ချင်းဖြစ်သူနောက်တွားတဲ့ခါမှာတော့ထရရဲ့စိတ်ထဲကမတရားတွေကိုဖွင့်ပြဖို့အတင်းတောင်းဆိုခံရပါတော့တယ်ဘောလုံးပွဲပြီးမုံဝဲတဲ့ချိန်မှာထရကဘတ်အတွက်ဆိုရီဘူးချန်တာပေးခဲ့လို့ဘက်ကကျေးဇူးတင်နေခဲ့ပေါ်တယ်ချွင်းနဲ့လိုနှကောက်ပိတ်ထားတဲ့ထရကိုဘက်ကစားလောက်တဲ့အနေနဲ့သူရဲ့ဆူဆွနေတဲ့ချွင်းတွေကိုလိုက်တော့ရင်ရင်းနှီးစားလောက်ကြည့်စေခဲ့ပေါ်တယ်ဗျာအဲလိုရင်းနှီးမှုတွေကနေတဆင်သူတို့နှစ်ယောက်ကြာရင်ခုံစီယာမူမန့်တွေဖြစ်ပေါ်လာပုံနဲ့သူတလန်းညွှန်းလေးကိုညီကုန်းချုပ်လိုက်ပါတော့တယ်ဗျာဇလန်းဆော့မော်တော့ချက်ခွန်ရောက်ဖွေအောင်ခရစ်စမတ်ပွဲအတွက်ပြင်ဆင်နေကြပေါ်တယ်ဗျာအဲဒီချိန်မှာပဲဖွေတော့ကိုဗတ်ဆိုတဲ့ကောင်လေးတယောက်ရောက်ရှိလာပြီးဘိုကရန်စစ်ဆေးတာကိုခံရပါတယ်သူရဲ့တန်ဟာမြင်ပိုင်းကိုကောင်းကောင်းတိစွန်နိုင်တာမလို့မာစတာကသူ့ကိုဌာနဖြစ်တတ်မှတ်ပေးလိုက်ပေါ်တော့တယ်ကျောင်းစင်ချိန်မှာတော့ဗတ်ဟာထန်ရော့ကိုဒိုနက်ဆိုင်ကိုတူတူတွားဖို့အတွက်ဆွဲခေါ်သွားခဲ့ပါဒါပေမဲ့ဆိုင်မှာဒိုနက်တွေကုန်နေလို့မင်္ဂလာဆောင်အတွက် research လုပ်ထားတဲ့မုံတွေကိုသူတို့နှစ်ယောက်ဝိုင်းကူထုတ်ပေးခဲ့ရပါတယ်ဗျာလော့ကူလိုပေးလို့ဆန်ရှင်ဒီကြီးကနောက်ဆုံးချက်နဲ့ဒိုနက်တစ်လုံးကိုလက်ဆောင်ပေးလိုက်ပြီးတူတူမြစားဖို့ပြောလိုက်ပါတော့တယ်ထာဝကစိတ်ကောင်းနေတယ်လို့ဘက်ကတခုခုဖြစ်ရင်တက်တဲ့ပြောဖို့ဂရီးတစ်ခုတောင်းလိုက်ပါတော့တယ်ရေတော်ရင်ဘာသာရေးစာသားတွေနဲ့နောက်ပြောင်နေတဲ့ဘက်ကိုထာဝကဖျားတခင်ကပြစ်ပေးလိုက်မယ်လို့သတိပေးလိုက်ပါတော့တယ်လူနှစ်ယောက်ကြားကကမစင်မိမှုတွေကဖျားเจ้าရဲ့စီကန်းတွေကြောင့်ဘလို့တွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဗိတ်တက်ကြီးလဲဇလန်းပြည်စုံကိုဆက်လက်ဆောင်မျိုးကြည့်ရှုပေးကြပါအောင်ဗျာကျုံတော်တို့လည်းဗီဒီယိုချေရပြည်တော်နံပါတ်ကိုရောက်ထားတဲ့ဆိုတဲ့ rumor တွေထပ်ပေါ်လို့နေပါတယ်ဗျဒါကမစတာဖော်တော့တည်သွားရင်ပြဿနာတက်နိုင်မှာပေါ့ keep it very လောက်ထားဖို့တတိပေးထားပါတယ်ဒါပေမဲ့တငယ်ချင်းတွေအကြောင်းမှာတော့ချေရီကဘက်ကိုတကယ် crash နေတာလားဆိုပြီးတော့ညှိခုန်နေပါတယ်ဟုတ်ပါလေထော်တယောက်ဘက်ပေါ်ဆက်ကပ်ပြီးဇလက်ဖြစ်နေတယ်လို့ပေါ့ပဲဘက်ကတော့စမကအောင်ရပြန်ပေးပြီး6ပိတ်မလဲထော်ကတော့စိတ်ကမပြေသေးပါဘူးညာဘက်အရာဝင်ချိန်မှာဘက်ကထရက်ကိုဟတ်တူဟတ်ဆိုလာပါတယ်ချယ်ရီကငါ့ကို Christmas play မှာဒူဒူဒီယိုဆောင်ဖို့ခေါ်ထားတယ်လို့ပြောပါတယ်ဘက်ကတော့မင်းမကြိုက်ငါမလို့ဘူးအဝါ YouTube ပြီး okay ဝေးရလို့ပြောပါတယ်ဒါပေမဲ့ထရက်ကတော့ဂျက်တူရဲ့ Christmas ကတနေ့မှတစ်ခါဝေးလာတာလို့ပြောပါတယ်ဒါဆိုရင်လည်းအနော်မဲအတိုင်းပြန်နေဖို့အများကြီးရှောက်မတွေးဖို့ထရက်ကိုလည်းပြောပါတယ်နောက်ရမော် scholarship ဘွားတွေဟောမင်္ဂလိအကြောင်းတွေမှာရေပန်းစားနေပါတယ်အဲ့ဒီတော့ကြောင့်မလို့ plate တွေထည့်ခင်ရမှာဆိုတာကြောင့်ဘီဟလိုနေဖို့တိတ်ပိတ်ခင်ရပေါ့အဲ့ဒီတော့မော်တော့ထော်တော့ကတော့ဆယ်တော့မှဖြစ်ပြီးဘက်ကတော့ကွန်ပျူတာပြင်ဖို့စင်ခဲ့ပေါ်တယ်ဘလို့ပြီးတော့လည်းဘဟာဘန်စကယ်စီနဲ့ထရနောက်ကိုပြေးလိုက်လာခဲ့ပေါ်တယ်လာမော်ထော်တော့ကောင်ကြီးသွားနေပြီမဲ့သူတို့ဦးစားဘွန်ကတော့ထင်းသားပါပဲပြောဆက်ကိုရောက်တဲ့ခေါ်ချယ်ရီနဲ့ဘရိုကိုစပြူဒူလိုလဲဝင်နေတာကိုထရကတွေ့တော့ပေါ်တယ်သူတို့နေရာခရိုနေတာကိုမြင်လိုက်ရတဲ့ထရရဲ့ရင်ထဲမှာဟတ်တွေကိုခန်းစားလိုက်ရပေါ်တယ်ဗျာဒါကြောင့်မာစတာကိုထရကကျွန်တော်ကလည်း please can I be x2day ဆိုပြီးတော့ခွင့်တိုင်လိုက်ပါတယ်မြို့တူဆိုတဲ့ချိန်မှာတော့ဘက်ကထောက်တော့ကိုမင်းဒီနေဘာလို့ဆော့ဆော့စစ်စစ်ပြီးတော့လဲခိုးနားနေတာလားလို့လိုက်ကြည့်စဲနေပါတယ်ဒီမှာမိုးရီတက်တန်ဆိုရသွန်းလာပြီးပေါ်ဝတ်တက်သွားတဲ့ချိန်မှာသူတို့ရဲ့ဇလန်ကဘာတွေဆက်ဖြစ်မှာလဲလာမယ့်အခန်းဆက်တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာထော်ရိုနဲ့ဘော်ရိုရဲ့စကြတဲ့ဇလန်လေးကတော့ဖျားစင်တလိုလိုနဲ့ဆာလောင်းနေကြတဲ့စုံစည်းမှုတစ်ခုကနေစတင်ခဲ့ပေါ်တယ်ဒါပေမဲ့ဒီပြောစရာခက်တဲ့နေရာကြောက်မက်ပွဲပရလာနဲ့တူပြောင်းလဲတော့ပါတော့တယ်ဘက်ကတော်ရက်ကိုမင်းဘော်လို့ထပ်ပြေးနေရလဲဆရက်ကလည်းကျွန်တော်မှပြောစရာဘာစကားမှမရှိဘူးလို့ဘက်ကိုပြင်ပြောလိုက်ပါတယ်ဘက်ကမင်းမပြောစရာမရှိရလားဒါမှမဟုတ်ဖွင့်ပြဖို့မရတာလားဆိုပြီးတော့ပြောပါတယ်ရှင်ရောကစားချက်တွေကိုဖွင့်ထုတ်ဖို့ပကန်းနေတဲ့ဘက်ကတော့ကိုတော့နားမလဲတော့ဘူးလို့ထံရက်ကိုတုံ့ပြန်ခဲ့ပါတယ်စောစောမင်းလည်းငါ့လိုပဲခံစားရတယ်မဟုတ်လားလို့ထံရက်ကိုမေးပါတယ်ငါတို့တွေရင်လိုပဲတော့ပြန်ပြေးမှမဟုတ်တော့ဘူးလို့လည်းထပ်ပြောပါတယ်မလျာကိုရင်ဆိုင်ဖို့ကြိုက်ရင်စင်တဲ့သူတိတ်ဆိတ်မှုတွေကြီးစိုးသွားပြီးတဲ့နောက်မှာတော့ပြောလိုက်တာကငါဖျားတခင်ရဲ့ချစ်တော်သားသမီးမဟုတ်ဘူးယောက်ျားလေးချစ်ချင်းဘောကြလားကျွန်တော်မင်းတို့ဘောကြတယ်ထံရဒီလို confession ပြီးမှတော့ဗတ်တယောက်ဆိုရင်တကြီးနဲ့မိလိုက်ပါတော့တယ်ထံရမင်းကကိုစိတ်ဆိုးသွားပြီလား
ဒါပေမဲ့ထံရရဲ့ပြေကတော့ကျွန်တော်လည်းဖျားတခင်ရဲ့ချစ်တော်သားသမီးမဟုတ်ပါဘူးကိုရဲ့ hesitation တွေနဲ့ရင်ဘတ်ထဲကအတန်ကိုကြားနေရပြီလားစုံလျာကိုသဘောကျပြီးရင်ထဲမှာအမြဲဖုံးကွယ်ထားရတာဟာတကယ်တော့ဝမ်းနည်းစရာပေါ့ပဲမြို့နာမှာရှိနေရင်ငါ့ကိုငါဘလို့မှ control လုပ်မရတော့ဘူး but Christmas ပြောလို့ကောင်းနေစတင်ကြတဲ့တန်ရောစင်တွေနဲ့တူခရီးရန်ဖျားကြောင်ရဲ့ပညာသင်စုရကျောင်းသားလေးဖြစ်တဲ့ထံရတယောက်စိတ်ဝေခွင့်မရဖြစ်နေခဲ့ပေါ်တယ်ဗျာငါကဖျားတခင်ရဲ့နှစ်သက်ဆုံးသားတော့မဟုတ်ပါဘူးလို့သူ့ကိုယ်သူတန်တရားဝင်နေချိန်မှာပဲရင်ဘတ်ထဲကလာတဲ့တကယ်ခန်းစားချက်တွေကိုမျက်ကွယ်ပြုဖို့သူစူးစမ်းနေခဲ့တော့ပေါ့ခရစ်မတ်ပွဲပြီးမှတော့ဘုရားကျောင်းတက်ရှင်ရလို့ရင်သူရဲ့တငယ်ချင်းဘာနဲ့တူတူမရီယိုပုံလေးပုံကိုလဲလဲလို့ဖြစ်ခဲ့ကြပြီးတော့သူဇက်ကတန်ရောစင်ဟာပို့ပြီးတော့ထင်ရှားလာခဲ့ပေါ်တယ်ဒါပေမဲ့ဘုရားကျောင်းရဲ့စီကံတွေရပညာသင်စရာကျောင်းသားတွေအနေနဲ့တစုံတစ်ယောက်ကိုချစ်ခွင့်ဒိတ်တင်ရှိမရှိဆိုတာကတော့တို့အတွက်ကြီးမားတဲ့မြေခွန်းတစ်ခုဖြစ်လို့နေခဲ့ပေါ်တယ်တတိုင်းမှာကျောင်းသားတွေရဲ့မစင်းစာအုပ်တွေကိုလက်ခံရရှိချိန်မှာတော့ Father ရဲ့မချက်တွေနဲ့နာဂတ်တို့ရေးချက်မှုတွေကသူ့ပေါ်ပို့ပြီးတော့ဖီအားဖြစ်စေခဲ့ပေါ်တယ် Garfield ဆင်မောဓမ္မပညာကျောင်းကစီနီယာဆိုရောက်လာပြီးတော့မင်းရဲ့နှလုံးသားကတခြားနေရာကိုဥတည်လို့ရှိရင်အသင်းဖိုးပါနဲ့ဒါပေမဲ့ထလည်းမပြေပါနဲ့လို့ကြံပေးခဲ့ပါတယ်ဗျာကျော်ပေးရောက်လာတဲ့ခါတခြားတငယ်ချင်းတွေအားလုံးအိမ်ပြန်ကြပေမဲ့ထံရတယောက်ကတော့ဖျားเจ้าမှာပဲကြံကဖို့ဆုံးဖြတ်ခဲ့ပါတယ်သူရဲ့မစင်းစာကိုเจ้าမှာပဲထားခဲ့မိတာနဲ့ပတ်သက်ပြီးနာခဲ့အပေါ်လေးလေးနဲ့မစင်းစားဘူးလားလို့မေးခင်ရချိန်မှာတော့စီကံတွေယုံကြည်မှုတွေနဲ့မိမိရဲ့နှလုံးသားစစ်မှန်ကြတဲ့မှာထံရတယောက်ဘလို့ရှစ်ဆက်မလဲဆိုတာကိုစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ဗျာစကောလာရှိရရှိပြီးဖျားเจ้าမှာစာစူးစားနေတဲ့ကွန်တက်ဒီမိဘတွေကဂျေရုတင်တဲ့အနေနဲ့ free တန်လာရောက်နှုတ်ဆက်ကြပါတော့တယ်ဒါပေမဲ့ကိုရကသူ့ရဲ့တငယ်ချင်းဖြစ်သူထရပေါ်စိတ်ကပ်ပြီးတော့ပြန်သွားခဲ့ပါတယ်ဗျာထရတယောက်ပို့မိတ်ကလို့ကိုရပေါ်လို့ဒေါ်လာအန်ဂရီဖြစ်နေမှမသိဖြစ်နေစင်မှာပဲတငယ်ချင်းဖြစ်သူဘက်ကတော့ကိုရရဲ့အမေပေးကလည်းအချက်ကိုဝေပြီးတော့ပြန်ချောက်ဖို့ idea ဖေးခဲ့ပေါ်တယ်ဗျာနောက်တနေ့မှာတော့သူတို့အားလုံး live ကိုတန်ရှင်းလို့ဖို့တာဝန်ပေးခြင်းခံရပါတော့တယ်ဗျာအဲ့ဒီမှာတော့ပြားကြောင်ရဲ့ဟုတ်ဖြစ်တဲ့ model student ဇိုးကြောင်စကားဝိုင်းစဖြစ်ခဲ့ကြပေါ်တယ်ကလပ်ထဲမှာတော့ဇိုးဟာထူးဆန်းပြီးတော့ဆဲတဲ့ခိုင်မာတဲ့တူတူဖြစ်ခဲ့ပြီမဲ့တော်ဒီဓမ္မဆရာလမ်းစံပေါ်ထောက်တွေရှိနေခဲ့ပေါ်တယ်ဗျာဒီမိုက်ကိုတုံးလို့စင်မဲ့ရလို့ရှိနေပြီမဲ့ခေါက်ကိုပဲချုမယ်လို့သူကဆိုပါတယ်ခေါ်တဲ့ပေါင်မဲစင်ကားလို့လေ disappoint ပြအောင်လုံးဝမှာကိုပို့ပြီးတော့ကြောက်နေမိတာပါသူဟာဘသူ expectation အတွက်မှတက်ရှင်တာမဟုတ်ဘူးလို့တွေးနေပေါ့ဗျာမနေ့ပဲရောက်တဲ့ခါမှာတော့လူတို့ကင်းစိတ်ပြီးစမ်းလန်းနေတဲ့ဖျားဆောင်ကြီးထဲမှာတော့ထာဝရနဲ့ဘယ်လိုနေရာလဲ private တီးလိုက်ပြန်လဲဆုံတွေ့ဖြစ်ခဲ့ကြပါတယ်ရာတိတ်စိတ်နေတော့မင်းစိတ်တွေက voice ကိုမင်းကြားပြီလားလို့ဘက်ကထောင်ရက်ကိုမေးလိုက်ပါတော့တယ်ဗျာအဲ့ဒီချိန်မှာဘက်ကထောင်ရက်ကိုစိုက်ကြည့်ပြီး whisper ပြပလိုက်တာကတော့ငါမင်းလားရှိနေရင်ငါကိုငါဘလို့မှ control လို့မရတော့ဘူးထောင်ရက်တဲ့တို့ရကြက hidden feeling ပကွဲတော့လာမယ် turning point တစ်ခုနောက်လာမယ်ပိုင်းတွေကိုဆက်လက်ရှုစားပေးပါအောင်ဗျာကျုံပေးရညောပတ်ကြီးမှာဘာနဲ့ထောင်ရက်တို့နေရောက်တဲ့ကျောင်းဆောင်ထဲမှာရှိနေခဲ့ကြပေါ်တယ်ဗျာထောင်ရက်က2 grade 7 grade ကဒီဆောင်မနေကြရလို့ထိစင်ကြတဲ့အကြောင်းတွေကိုဘက်ကိုရင်ဖွင့်လာပါတယ်ရောက်ကိုရောက်ပို့ပြီးနီနီကကရှိစင်နေကြတဲ့တို့နှစ်ယောက်ကြားကတန်ရောစင်ကတော့ပိုလို့တောင်တိုးလာခဲ့ပါတယ်ဗျာနောက်ရမှာတော့နှစ်သက်ကူပါရီတက်ပြားเจ้าမှာဝိုင်းကူဖို့ဆရာကကူညီတောင်းခံလာပါတယ်ငွေချင်းတွေအားလုံးကညင်းနေကြပြီမဲ့ဘက်ကတော့စေတနာဝန်ထမ်းဖြစ်ရင်စုံလုံးပေးမယ်လို့ဘောလို့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ထံရက်ကလည်းဗန်နဲ့တူတူလိုက်ကူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဗျာညောင်တော့ပြားเจ้าကကလဒန်တွေကိုဖုံကောရေးစင်းရင်းနဲ့ပဲပြပရေးပက်ကစားဖြစ်ခဲ့ကြပါသေးတယ်လုံးနေတကယ်ချင်းတွေကပြင်တော့ကြံလို့ဆိုင်ကတော့လာတောင်းတာကိုလည်းခွင့်ပြုပေးလိုက်ပါတော့တယ်ဗျာအဲ့ဒီချိန်မှာဆရာဖြစ်သူကတို့ကိုကြည့်ပြီးတော့စီကပေါက်ပြတ်တာကိုကူညီပေးလိုက်တာပဲလို့တောင်းဆောင်းလိုက်ပါသေးတယ်ဒါပေမဲ့ဆရာကလည်းတို့ရွယ်ရဲ့ပျော်ရွှင်မှုကိုနားလည်ပေးပြီးတော့ခွင့်လွှတ်ပေးခဲ့ပါတယ်ဗျာသူရဲ့ဖောက်ကိန်းဆုံးပေါ်ပြီးမိကေထောင်ကြခဲ့တဲ့ဘွားတင်ရတွေကြောင့်သူဟာပညာတော်တင်ကျောင်းသားတယောက်ဖြစ်လာခဲ့ရပါတယ်ထပ်မလဲသူနဲ့ထော်တော်ကြောင့်ဘသူကမှအသိမပေးနိုင်တဲ့ secret relationship တစ်ခုကိုရှိနေခဲ့ပါတယ်ဘာဟာတစ်ချိန်ကဖဖော်ကိုလာတဲ့ university တက်ခွင့်ကိုဆက်လက်ပြီးဒီစမန်နယ်လန်ကြောင့်ကိုရွေးချယ်ခဲ့တဲ့သူပါစတဲ့ဝီကန်ဒီချိန်မှာတော့ဒိုနီယာရဲ့နီးစပ်မှုတွေကတကယ်ချင်းတွေကြားထဲမှာရိမ့်မိစီယာအခြေအနေတွေဖြစ်ပေါ်လို့နေခဲ့ပေါ်တယ်ပြဿနာကတော့ဘက်ပေါ်လုံးခွဲထဲမှာခြံထားမိခဲ့တဲ့ထန်ရဲရဲ့ပတိကိုခရကကရသွားတာကြောင့်မှာခရကဒီရိုဆရီကိုသရစီလာပြန်ပေးတဲ့ခါမှာတော့ဒိုနီယာဇက်ကလောဝချက်ကိုရိမ့်မိတော့တဲ့ပုံစံမျိုးပြသနေပေါ်တယ်ပြောခရကတော့ကြောက်ခေါ်တော်တီးသွားပြီးပြဿနာတမကိုရန်ကိုဆိုရင်ပြီးတော့စိတ်ဖိစီမှုတွေများနေခဲ့ပေါ်တယ်ဘက်ကတော့ဒါကဘာမှမဟုတ်တဲ့ရိုဆရီတစ်ခုပဲမလို့စေးထားဖို့နဲ့ခဏပြဖို့နဲ့တိုင်ပေး
ရှာပေါ်တယ်ဗျာဒါပေမဲ့ထော်ရကတော့တူနီယာရဲ့ပြုမှုတွေကလူများရှိမှတဖြည်းဖြည်းတရားလုံးဖြစ်လာတယ်လို့ခန်းစားနေရတယ်လို့သူကပြောလာပါတယ်ငါတို့လူရင်ကားတဲ့ပို့ပြီးခဲဖူးဖို့လိုမယ်လို့ထော်ရကဘက်ကိုလည်းနဲ့တတိပြလိုက်ပါတော့တယ်ဒါပေမဲ့ဘက်ကတော့တူရဲ့ပတ်သက်မှုကိုလုံးမသိအောင်အများနဲ့ဖုတ်ကွက်နေရတာကိုမောပန်းနေပြီလို့သူပြန်ပြောလာပါတော့တယ်ဗျာဘလို့ကြောင့်အများနဲ့ဖုတ်ကွက်ထားရတာကိုငါတကယ်စိတ်ကုန်နေပြီလို့ဘက်ကဖွင့်လိုက်တဲ့အခါမှာတော့တကယ်ချင်းတွေကြော်တယ်မာစတာဖေးကြောင့်လည်းသူရဲ့ဖဖော်ကော်ဆုံးလို့ခဲ့ရတဲ့အိမ်မက်တွေကြောင့်ဆွေးနွေးရကနေစတင်ခဲ့ပါတော့တယ်ဗျာတစ်ဖက်မှာလည်းဗနိုက်တာတို့ဟာမြစ်စုံလုံးထဲမှာတယောက်ကိုတယောက်ချစ်စလုံးနဲ့စာတော်လေးတွေပို့ခဲ့ကြပေါ်တယ်မင်္ဂလာရဲ့နှစ်သက်ဆုံးလုံးလေးပါတယ်ချုံမြင့်စွာပြန်လဲ message တွေပို့ပြီးသူတို့ရဲ့ချစ်ကိုဖော်ပြခဲ့ကြပေါ်တယ်ဗျာကျောင်းတော်လေးမူပြီးကြည့်နေတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာစာအုပ်ကစတိုရီဝင်ထဲမှာခိုးလဲဖို့ချင်းဆိုခဲ့ကြပါတော့တယ်ဗျာအဲ့ဒီမှာဘက်ကတော့ငါတို့စမ်းကိုအမြဲတမ်းပုတ်ကွက်ထားတာတကယ်ကိုမောပန်းနေပြီလို့ဖွင့်ခဲ့ပါတယ်ဒါပေမဲ့သူနှစ်ယောက်ရဲ့ romantic ဆန်တဲ့နန်းတွေကရရကိုခိတမရောစေပြီးတန်ဖိုးရှိစေခဲ့ပါတယ်ဗျာညောင်နေမဲ့ပြင်ကားနဲ့ခြေထမ်းကြားရလို့သူတို့နှစ်ယောက်လည်းပြတ်သွားပြီးရန်ကိုစိုးရင်ထောက်လန့်ခဲ့ပါတယ်ကကောထမတ်စော်နဲ့တန်ရတယောက်တွေရုပ်ရှင်ရုံဘက်ကိုဗမာဖြစ်သလိုဟန်ကိုပို့ပြီးပြန်ထွက်လာနိုင်ခဲ့ပါတယ်လမ်းမှာကြောက်ပေါ်လာတဲ့တိုးခဲ့ပေမဲ့လည်းဘာပြဿနာမှမရှိဘဲနဲ့လွတ်မြောက်ခဲ့ပါတော့တယ်ဗျာဒါပေမဲ့ကျွန်တော်ရဲ့ရင်ထဲမှာတော့စိုးရင်ဆန်နဲ့ပြည့်ရှိသလိုခန်းစားချက်ကြီးကကြီးစိုးတော့ပါတော့တယ်ဗျာတချို့ချစ်တွေကဘလို့ငါတို့ကိုပုတ်ကွက်စေပြီးဆောင်းလန်းနေရလဲဆိုပြီးသူ့ရဲ့ယုံကြည်ခြင်းတွေပေါ်မေကွန်းထုတ်လာပါတယ်နေကြရင်တော့ငါဟာရတဲ့ဖျားတခင်ကိုပဲရွေးချယ်ရလိမ့်မယ်ဒီပိုင်းမှာတော့မိဘမနဲ့ခွင့်ရင်းနေပေါ်တဲ့ကလေးတွေကိုကုကြီးဆောက်ရှောက်ပေးတဲ့ Sino Great Foundation ဆိုတဲ့ပရာဟိတကရလေးစီကိုလည်းပတ်ရောက်ရှိလာရကနေစတင်ခဲ့ပါတော့တယ်ဗျာအိမ်မှာတရနဲ့တကယ်ချင်းဖြစ်သူကိုနော်တို့ဟာကလေးတွေကိုတချင်းဆိုပြပြီးတော့မုတ်ပဲတီစာတွေဝင်ညပေးရင်ပျော်စင်စရာချိန်တွေကိုဖြတ်တန်းခဲ့ကြပါလေဗျာကလေးငယ်တယောက်ကတရက်ကိုဖရီးပြလာမလာလို့မေးတဲ့ခါမှာတော့သူဟာအမြဲတမ်းဖျားရောက်စင်မြတဲ့မှာဝေပြေးတရားဟောနေမဲ့နဂစ်ကိုပဲမြင်အောင်နေပါလေဒီနေ့မှလည်းငါတနေ့ရွေးချယ်ရရင်ရရတဲ့ဖျားတခင်ကိုပဲရွေးချယ်မယ်လို့တနေ့တန်ချထားခဲ့ပါလေဒါပေမဲ့ဖျားဆုံးကိုပြန်တဲ့ခါမှာတော့ထိုင်ရဲ့ scholarship student report ထဲမှာသူနဲ့ပတ်တော့ပြန်လဲပို့ထားခဲ့ကြတဲ့စာတိုလေးတွေညပ်ပါသွားခဲ့ပါလေဗျာဒီစာကိုစောဖော်တော်အောင်ကမမတင်ဖဖိတော်ပြီးတော့ကိုခေါ်ယူတဲ့ပေးစကားဆိုပါတော့တယ်ဒီစာအုပ်ထဲမှာမရှိတဲ့နေရာတခုပေါ်နေတာကိုမင်းသိပြီးတော့ဖျောက်ပြလိုက်တယ်မဟုတ်လားဆော်တော်ကစမီလေးကမှာတော့ထောင်လိုက်ကတော့ဘာမှမရှိဘူးလို့သာညှင်းဆိုခဲ့ပါတယ်ဒါခုမြင်တော့တဲ့ခုနကမင်းပါနဲ့ရထားတဲ့နှုတ်တွေမရှိနေတာကိုဖာသာတီတွားပြီလားလို့မေးတဲ့အခါမှာတော့ထမတရားအော်တုံလို့တွားပြီးမင်းဖော်တော်ကိုတွားပြလိုက်တာလားလို့ပြန်လဲမေကုန်းထုတ်လိုက်ပါတော့တယ်ဗျာဒီပိုင်းမှာတော့စာတိုလေးတွေကိုမရှိဖြစ်စီကြတဲ့ထားတဲ့ကိုတကယ်ချင်းဖြစ်သူခုနကလာရစမေးပြီးတော့ဆူဆွဲပြောဆွေရကောင်းနေစားတင်ထားပေါ်တယ်ဗျာခုနကမင်းတို့ငါ့ကိုယူလို့ပြီးပုံကွက်ထားတာငါမသိဘူးထင်နေလားဆိုပြီးတော့သူ့အပေါ်တက်စာဖောက်ခဲ့တယ်ဆိုတဲ့ဒေါသတွေပောက်ကွဲထွက်လို့နေခဲ့ပါတယ်ဖျားတခင်ရဲ့ခေါ်လန်ကမဲတော့ကျေလောင်နေစေပဲလားလို့တကယ်ချင်းဖြစ်သူကရင်နာနာနဲ့မေကွန်းထုတ်လာပါတယ်ဖမလာတနာပကလောရှောက်ဆောင်ပဲနေခဲ့ပြီးခြေနေတွေကိုရန်စိုးရင်ကြောက်လန့်ပြီးတော့စမချမ်းမင်းစရာတွေဆက်လုပ်နေခဲ့ပါတယ်ဘကဆလမန်ပေါ်ရဲ့ဖျားတခင်ကမဲတော့ဘာလို့ပေးဘူးလဲလို့အော်ဟိမိပြီးနောက်တော့ရကချက်ချင်းပြန်တောင်းမှခဲ့ပါတယ်နောက်ဆုံးမလို့ထမင်းဟာတော့ပေါ်လာစီကျွန်တော်ပြည့်ရှိမှတည်ရနဲ့ချမိတော်တယ်လို့မျက်စိကြကဝန်ခံပါတော့တယ်ဖာသာကဖျားတခင်ကနောက်တော့ရတဲ့သူကိုမြေခွန်းလွတ်တယ်လို့လမ်းညွှန်နေခါမှာတော့ထမင်းဟာတည့်ရပြည့်တော့ခွန်းမှုရဖို့လမ်းခွဲဖို့ဆုံးပြည့်စဲချလိုက်ပါတော့တယ်ဗျာဒါပေမဲ့ဘကတော့ဖျားတခင်ကမတဲ့ပြောရင်တော့ငါခီးမဆိုင်ဘူးမင်းနဲ့အတူဖြူစားရှိနေတာလို့အသေးတန်တားဆီးခဲ့ပါတယ်ဖျားတခင်ကငါတို့ကိုစပိုးသမီးပြီးဘလို့တူတူချစ်ခွင့်ပြုရတာလဲလို့လဲသူကမေကုန်းထုတ်ခဲ့ပါတယ်နောက်ဆုံးမလို့သူတို့နှစ်ယောက်ဟာလက်ရှိနေရာကနေတူတူထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့နေထွက်ပြေးတော့ကြတယ်ထရနဗတ်တို့နှစ်ယောက်ဟာဖျားတခင်ရဲ့ဖိတ်ခေါ်တဲ့နဲ့ရင်ထဲကတာမြစ်ထားတဲ့ချစ်စားမှာဘာရနတီရောက်နေကြပါတယ်ဒီနှစ်ယောက်ကငါတို့တော့မဟုတ်ဘူးဆိုရင်နှစ်ယောက်တူတူထွက်ပြေးကြအောင်လို့လဲပြောပါတယ်ဗျာမောင်တူထဲမှာတယောက်ကိုတယောက်မိခိုးရင်သူတို့ရဲ့တွင်စိတ်ခံစားချက်တွေကိုစတင်ဖွင့်ဟလာခဲ့ပါတယ်ဗျာပြည့်ရှိသလိုခံစားရပေမဲ့လည်းခုချိန်မှာတော့တူတူရှိနေုံနဲ့တင်လုံလောက်နေပြီဖြစ်ကြောင်းပြောပါတယ်တူမီဘော်ရဲ့တငယ်ချင်းဟောက်ဖြစ်တဲ့အန်ဒီလက်နဲ့လမ်းမမမျော်လို့ပဲနဲ့ဆုံခဲ့ပါတယ်အန်ဒီလက်ဟာမကတလင်းဟောက်မှာတူမီဘော်နဲ့တူကြည်ပြင်းခဲ့တဲ့တူဖြစ်နေခဲ့ပါတယ်ဒီမှာလည်းငယ်စဉ်ကလေးကတကယ်မျိုးသမီးတယောက်ဖြစ်စဉ်ကလို့အဲ့ဒီလမ်းစဉ်ကိုဆုံးခွာခဲ့တဲ့တူပါတောင်ကထွက်ပြီးဖျားတခင်ကငါ့ကိုချစ်ပေါမလားလို့တွေးဖူးခဲ့ပါတယ်ဒါပေမဲ့ခုတော့ငါကိုယ်တိုင်လည်းသူ့ကိုချစ်နေပေါ့ထရရဲ့နှလုံးတွေကရင်းရောင်ကိုကြည့်ပြီးဒီမှာဖြစ်တန်ခဲ့ရတဲ့အသေးကပုံရောင်တွေကိုပြင်မြင်အောင်လာပါတယ်ကိုခန်းစားချက်မှန်ကိုကိုရိုးသားပါဒါဆိုရင်အားလုံးပိုကုန်းလာလိမ့်မယ်လို့ပြောပါတယ်ဒူမရဲ့စကားတွေကထရရဲ့ပူလောင်နေတဲ့စိတ်ကိုများစီတက်တာရစေခဲ့ပါတယ်အဲဒီလည်းရဲ့ဘောကိုကြည့်ပြီးတို့နှစ်ယောက်လည်းတတိမပြောရှင်ခွင့်ရလိမ့်မယ်လို့မျှော်လင့်ချက်လေးတောက်ပလာခဲ့ပါတယ်နေ့ကျရင်ကောင်းခင်းပုံမှာငါတို့နှစ်ယောက်အတွက်နေရာရှိနေပါမှာနော်တဲ့ဟောဒီယိုမိဖို့ရဲ့အုပ်ကိုရှင်မဝင်နေပူဆိုရင်တိတ်ကနဲ့မဟာရအကြောင်းကိုဖွင့်ဟလာခဲ့ပါတော့တယ်ဗျာအဲဒီနောက်မှာတော့ဘကတော့ထရရဲ့မိဖို့ရဲ့အုပ်ကိုရှင်မတင်သူ့ကိုအသက်ထက်ဆုံးဆော့ဆော့ပါမယ်လို့ဂရီးတစ်ခုပြီးခဲ့ပါတယ်ဒုနီယာဟာဒီလက်ထံကနေပခင်ဖြစ်ရဲ့တမချန်းစာကိုငွေဖြစ်လက်ခင်ရရှိခဲ့ပါတယ်ဖျားတခင်ကို
လဲချလို့ရတယ်လို့ကိုလည်းဒီချိန်လေးမှာချလို့ရတယ်ဆိုလဲခွန်အားပြစ်စကားရင်းနဲ့ဒုက္ခဆက်ခဲကြပေါ်လေဗျခုတစ်ခါမှတော့ဘရဲလိုက်ပြသူတို့ရေးစုံဖြစ်တဲ့မိပြည့်စုံတဲ့တွေ့ဆုံဖို့ဘန်ကောက်ကိုလာခဲ့ပေါ်တယ်ဒါပေမဲ့မထင်ထားတာကဘရဲမြင်အားကျင်းတောင်ထဲမှာပြည်ပြန်ကြခံနေရတဲ့စဉ်းစားတရားဖြစ်နေကြတာပါဘယ်ဟာအကြောင်းပေးရလို့ပဲအကြောင်းပြပြီးတော့ထံဘက်ကိုတူအမေနဲ့မိတ်ဆက်ပေးခဲ့ပေါ်လေဗျတကယ်တော့အမေဖြစ်သူကတာဖြစ်သူရဲ့ဘရဲပြစ်တွေကိုကိုစားဝန်ခံပြီးတောင်ကြခံနေရတာဖြစ်ကြောင်းဝင်နဲ့ပွေတိလိုက်ရပေါ်တယ်အမေကဖျားတဲ့ခင်တဲ့တာကိုပူချလာလို့မိကိုတို့အချိန်မှာတော့မိဖြစ်ကပေါ်တဲ့ပူချစ်တယ်လို့မျက်ရည်ကျစီပြောပြပါတယ်ရှင်ရဲ့စပွဲမှုကြောင့်မိဖြစ်သူမကြခင်မှာလွန်မြောက်တော့မင်းညုံလင်းတဲ့တိန်ကောင်းတဲ့တစ်ခုကိုရရှိခဲ့ပါတယ်မင်းလန်ခွဲပြင်းတော့ကသနာပူတွေကိုပြင်သူတို့နှစ်ယောက်ရဲ့ဆေးရမဲ့တက်ကတော်ပေါ်အကြောင်းကိုဆွေးနွေးပြခဲ့ကြပါတယ်ဗျဘကပညာတင်စေးမရှိလို့တန်ဝင်ဝမ်းဆောင်တက်ဖြစ်ပြီးတော့လှုပ်လှုပ်ဆင်ပေမဲ့တရကတော့ဘလောမှမသိဖြစ်နေခဲ့ပါတယ်ငါကမကတနဲ့အိမ်တော်မှာကြီးပြင်းကြတာတောင်တခြားလက်ကိုရမယ်ဆိုရင်ငါဘယ်လိုမှမသိတော့ဘူးလို့ပြောပါတယ်ည9နာရီကလမက်တွေပြည့်ကုန်တော့ကြောင့်သူတို့နှစ်ယောက်ဟာမနေ့ပြန်မှာခီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဗျအိမ်နောက်ကကိန်းကြီးကဈေးပပြီးထူဆန်းတဲ့မော်ဒယ်တစ်ခုမှတညတာတိုက်ခုဖို့ဝင်လာခဲ့ကြပါတော့တယ်ဒီကောင်လေးနှစ်ယောက်ရဲ့အနာဂတ်ခီးလန်းကတော့ဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ဗျနေ့ပြန်ကိုမျိုးချင်ဖို့လို့ညီတော်ရင်မော်ဒယ်မှာသူတို့ရဲ့ချစ်ကိုတီးပြပြီးတော့ချက်ချင်းဝင်ခံလိုက်ကြပါတော့တယ်ဗျချိန်နေကုန်လုံးသွားပြီးတဲ့နောက်မှာတော့တူနှစ်ယောက်ဟာသူတို့ထွက်ပြေးခဲ့တဲ့စာတင်ကျောင်းကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်ဗျဘကောလကွဲဆွတ်သွားခဲ့တဲ့တူတို့ရဲ့လို့ရဟာမောင်ရင်းနေတလားလို့မြင်ကွန်းထုတ်တဲ့ခါမှာတော့ဖော်တော့ကမန်ကနေပေါ်ရလို့တည်တတ်မရှိပါဘူးဗျတဲ့ခင်ကငါတို့ကိုအမြင်ချစ်ခွင့်ပေးထားတယ်လို့မေးကြခဲ့ပါတယ်ဗျဒီကြားထဲမှာထန်တယောက်ရင်ထဲမှာပြည့်စစ်စိတ်တွေကိုမခံစားနိုင်တော့ပဲဘာသာရှိထူထောက်ပြီးတော့ပြည့်ပြည့်စင်ပြုလုပ်ပါတော့တယ်ကျွန်တော်ဖះတဲ့ခင်ပေါ်တက်ဆက်ပေါင်းမိကျွန်တော်တိန်ကောင်းကင်ပုံမရောက်မှကြောက်တယ်လို့ငိုကြွေးခဲ့ပါတော့လေဗျခေါ်တော့ကထန်ရဲ့ခေါင်းကိုပုတ်ပြီးနှစ်သိမ့်ပြီးခဲ့ပါတယ်မင်းတက်ကထပ်ပြီးတော့ဖုန်းကြီးမွေးနိုင်တောင်ဖះတဲ့ခင်ကမြင်းထဲမှာရှိလို့ပြောပါတယ်ဒီကိုမျိုးခွန်းလို့လိုက်ပါထန်ရဒီဖြစ်တွေကိုတပွားလုံးထပ်ဖို့ထားဖို့မလိုပါဘူးလို့ပြောပါတယ်အတားချင်းမီလို့စမကောင်းဖြစ်နေတဲ့ထန်ရကိုကြည့်ပြီးဘေကဘက်ကလည်းစမကောင်းဖြစ်နေရှာပါတယ်ဗျဒုနီယာဟာကိုစီရွေးဆက်ကြတဲ့လမ်းကြောင်းပေါ်မှာပြည့်စုံစိတ်တွေတန်ရောစင်တွေနဲ့ရုံကက်နေခဲ့ကြရတာပါ။ယုံကြည်ခြင်းမျိုးလင့်ခြင်းနဲ့မြတ်တော်ဒီသုံးပါးထဲမှာမြတ်တာတည်ကြီးမြတ်ဆုံးဖြစ်၏တဲ့။နှစ်တော်ကြာဖြစ်တဲ့ပြီးတဲ့နောက်ထောင်နဲ့ဘရိုရုံကက်ရခက်ခဲကြတဲ့တက္ကသိုလ်ဘဝကိုတူတူဖြတ်ကျော်နိုင်ခဲ့ပါပြီ။ဒုနီယာဟာဘလောက်ပဲပြင်းခက်ခဲပါစေစကလေးကလက်တွင်းပြုတ်ပဲတူတူရှိနေခဲ့ကြတာပါ။ဒီနေ့မှတော့သူတို့ရဲ့တငယ်ချင်းဟောင်းကိုနိုင်ရဲ့ဖုန်းတော်ကြီးတိတ်ခါတဲ့ချင်းခဏကိုရောက်လာခဲ့တာပဲဖြစ်ပေါ်တယ်ဗျငယ်ချင်း3ယောက်ပြန်လဲဆုံတွေ့စိတ်မှတော့ရင်လိုပဲဖဖပစားနောက်ရင်ပျော်ရွှင်စရာကောင်းနေခဲ့တာပေါ့ဖော်ဖော်ကွန်ရိုကတော့သူတို့ယောက်ကိုပူချပေါ်ပြီးတော့ကျန်းကိုလည်းလဲပြန်လာခဲ့ပါတော့တိုက်တွန်းခဲ့ပေါ်တယ်ဗျထရကကိုရီတူကျန်တဲ့ကတိုင်လူသားတို့ရမြတ်မရှိပဲမရှင်တန်နိုင်ဘူးလို့တွေးတော်မိပေါ်တယ်မြေသားရှိနေရတိုင်းမှာဖျားတဲ့ခင်ရှိနေမှာပါလို့သူတို့ရဲ့ရင်ထဲကတကယ်မှန်တရားကိုရှာဖွေတွေ့ရှိသွားခဲ့ပြီလို့ဆိုပါတယ်အရှိချိန်မှာတော့ဘဟာလို့တွေပြန်ပြေးအိမ်ပြန်လာကထရရဲ့ရင်ခွဲထဲမှာဆွဲနေခဲ့ပြန်ပါတယ်ဗျဘကတူဘွားရဲ့စိုးစိုးချင်းလေးမှာဒါရနဲ့ဆုံတွေ့ခွင့်ရခဲ့တာကိုဖျားတဲ့ခင်ပေးတဲ့တကယ်အံ့ဩဖွယ်ရလို့တတ်မှတ်ထားလို့ပါမင်္ဂဖရဲ့တူဒီတော့ချစ်ဆုံးပဲမဟုတ်လားဆိုပြီးချစ်ချင်းကလေးကဝတ်တွေနန်းတွေနဲ့ချုံနေခဲ့ကြပါတယ်တရားကိုရီးယားဖဖရင်နေထွက်တဲ့အင်္ဂလိပ်တလုံးမှာသူတို့ရဲ့ချစ်ကပါလေးကိုတိဆောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါရဲ့ဗျကောက်ကိပုံဆိုတာတကယ်ရှိရင်တော့မရှိတဲ့နေရာဆိုရင်ငါမသွားချင်ဘူးတဲ့ဗျဘာသာရေးနဲ့စီကံတွေကြောင့်ကနေလုံးမြောက်ပြီးစစ်မှန်တဲ့ channel ရုပ်ကြည့်ခြင်းကိုရှောက်ဖွေတွေ့ရှိသွားကြပြီပဲဖြစ်ပါရဲ့ဗျဒီဇာလန်လေးကိုဒီမှာဒီမဲ့စက်သိမ်းပြီးတော့အဆုံးသတ်လိုက်ပါပြီခင်ဗျာ